ဒီဘတ်တော့ကအဘူကမှစုံဘူးလိုက်ရမယ်နော်ပြီးကြတဲ့ဘက်ကကဏ္ဍလေးနဲ့ပြီးတဲ့ဘက်ကပေးတာပါဝါထုတ်ပေးတယ်နော်ပါဝါ3ချိန်မိတယ်အဲ့လိုပဲဒီဘက်ကအဘူနော်ပိတ်ရက်တည်းရရှိတယ်အဲ့တော့မှဒီမှာဒါချက်ကနမွေးကချက်ကနမွေးကလည်းပတ်တိုင်းထွက်တယ်အဲ့ဒါလေးနဲ့ကဏ္ဍကြီးအများကြီးထုတ်ပေးတယ်အများကြီးဖြစ်နေတော့ငွေမနိုင်ဘူးနည်းနည်းဒီတော့ဒီတစ်ခုရွေးမယ်ဆိုရင်လည်းတစ်ခုယူတဒန်းယူထွက်တာတော့တဒန်းဒီထွက်မှာဟုတ်တယ်လေဟုတ်ဒါပြီးပြီလားအဲ့ဒီကောင်လာမယ်ပူလိုက်နေတဲ့လူတွေโอเคအားလုံးပဲဩကွက်ပေါက်ကြပါလိမ့်ဗျာနှစ်ခါလောက်ထွက်မယ်နှစ်ကြိမ်လောက်ထွက်မယ်နှစ်ကြိမ်ပိတ်ရနေဆိုတော့ညစ်မှန်နော်တတိထားကြပိတ်ရရှိရင်တော့ဒိုင်ကအများနဲ့ညစ်တာ